ကူထဲမှာမောဆုံးကောင်းကဟဲလျှောက်ကတက်ဖို့ပြင်နေချိန်မှာကျန်းချိုးရင်ကစိတ်ထဲကနေအမင်္ဂလာကောင်းချမ်းရန်နင်ပါလို့အခုထိရောက်မလာသေးတာလဲနင်သာထက်ပြီးပေါ်မလာရင်ငါမိဘတွေအသက်ပြတ်တော့မယ်လို့ဒေါသကြီးနဲ့ချိန်ဆနေခဲ့ပါတယ်သူမဟာအသက်ဘေးကလွတ်ဖို့အတွက်ဟဲလျှောက်ကိုခဏဆောင်ပါရှင်ကချက်ရွှေကျူးသွေးပူတီကိုလိုချင်တာမလားငါတို့မိသားစု3ယောက်လုံးကိုလွတ်ပေးမယ်လို့ကတိပေးရင်သွေးပူတီကိုအပ်ပါမယ်လို့တောင်းပန်ပါတယ်ဒါပေမဲ့ဟဲလျှောက်ကလောင်ရပြီးကောင်းမလေးနင်တို့3ယောက်လုံးကိုတက်ပြီးရင်လဲသွေးပူတီကငါလက်ထဲရောက်မှာပဲအသက်ရှင်ဖို့အိမ်မက်မနေနဲ့အကုန်တက်ပြစ်ကြဆန်းလို့အမိန့်ပေးလိုက်ပါတော့တယ်ကျန်းချိုးရင်ရဲ့မိဘတွေကတမိဖြစ်သူကိုသွေးပူတီပေးပြီးထွက်ပြေးဖို့အော်ပြောရင်းရန်သူတွေကိုဝင်ထားခဲ့ပေမဲ့ရက်ဆက်လာတဲ့မောဆုံးကောင်းသားတွေရဲ့လက်ချက်နဲ့မျက်စိရှိတင်မဲ့အသက်ပြောက်သွားကြရှာပါတယ်ကျန်းချိုးရင်ကဖေးပေးမေမေလို့ရင်ခွဲမတက်အော်ဟစ်နေချိန်မှာပဲတစ်ပင်ပေါ်မှာထိုင်ပြီးဖြုံစိတ်ထိုင်စားရင်ပွဲကြည့်နေတဲ့ချန်ရန်ကိုလမ်းမြင်သွားပါတယ်သူမဟာတုံလှုပ်သွားပြီးနင်ဖြုံစိတ်ထိုင်စားနေတာလားဒီလောက်ရေးကြီးနေတဲ့အချိန်မှာဘာလို့စစ်မကယ်တာလဲဘာလို့ဒီဘဝမှာချန်ရန်ကငါ့ကိုမကယ်တော့တာလဲအရင်ဘဝတုန်းကဒီလိုမဟုတ်ပါဘူးနေပါဦးဒါဆိုဒီကောင်လဲငါလိုပဲအတိတ်ဘဝကအကြောင်းအရာတွေကိုမှတ်မိပြီးပြန်လဲမွေးဖွားလာတာလားဆိုတာကိုရိပ်မိသွားပါတယ်ဟဲလျှောက်ကမိဘတွေကိုတက်ပြီးနောက်ကျန်းချိုးရင်စီလျှောက်လာပြီးနင်းမိဘတွေတေးပြီးဆိုတော့အလဲကနင်းလဲပဲတမိသားစုလုံးစုံစုံလင်လင်သွားကြတာပေါ့လို့ဆိုပြီးဓာတ်နဲ့ခုတ်ဖို့လုပ်ပါတယ်ကျန်းချိုးရင်ကနာကြီးလုံးလို့ချန်ရန်ကိုမောကြည့်ပြီးချန်ရန်နင်းကတကယ်လူရုံမှာပဲနင်းစောစောကလေးကရောက်နေပြီးတော့ဘေးထိုင်ပြားလုံးနေတယ်ပေါ့ငါနင်းကိုမုန်းတယ်လို့အော်ဟစ်ကရန်သူတွေလက်ထဲသွေးပူတီမရောက်သွားစေဖို့အတွက်ပါဆက်ထဲထည့်ပြီးအလောတကြီးမျိုးချပစ်လိုက်ပါတော့တယ်သွေးပူတီကိုမျိုးချလိုက်တဲ့အချိန်မှာပဲကျန်းချိုးရင်ရဲ့ခနာကိုယ်ထဲကနေမိစ္ဆာဆွမ်းအင်တွေတလဟောပောက်ကွဲထွက်လာပြီးအနီရောင်လင်းနှန်းတွေဖုံးလွှမ်းသွားပါတယ်သူမဟာသွေးရောင်မျက်ဝန်းတွေနဲ့မိစ္ဆာတကောင်လိုဖြစ်သွားပြီးစက္ကန့်ပိုင်းတွင်းမှာတင်အနီးနားကမောဆုံးကောင်းသားအားလုံးနဲ့ဟဲလျှောက်ကိုအမှုန့်ချေဖျက်ဆီးပစ်လိုက်ပါတော့တယ်ဒီမြင်ကွင်းကိုတစ်ပင်ပေါ်ကကြည့်နေတဲ့ချန်ရန်ကတော့ခက်ပြုံးပြုံးနဲ့စိတ်ထဲကနေရေရွတ်လိုက်ပါတယ်ကျန်းချိုးရင်မင်းကဒီတပွားမှာလည်းအဲ့ဒီသွေးပူတီကိုပဲရွေးချယ်ခဲ့တာပဲအခုတော့သွေးပူတီကမင်းရဲ့ခနာကိုယ်နဲ့တသားတည်းဖြစ်သွားပြီးအကျိုးဆက်ကိုတော့မင်းဘာသာမင်းခံရမှာပဲနောက်တစ်ခါပြန်ဆုံတဲ့အခါမင်းမိစ္ဆာကောင်ကြီးဖြစ်သွားမဲ့ပုံစံကိုငါတကယ်မျှော်လင့်ဆောင်စားနေတယ်လို့ပြောပြီးထွက်ခွာသွားပါတယ်ကျန်းချိုးရင်ဟာမိဘတွေရဲ့အလောင်းကိုဖက်ပြီးဖေးပေးမင်းသမီးတောင်းပန်ပါတယ်ချန်ရန်နင်ကတကယ်တိရစ္ဆာန်ပဲငါအရင်ဘဝကနင့်ကိုတစ္ဆာဖောက်ခဲ့ရင်တော့ငါမိဘတွေကအပြစ်မရှိပါဘူးသူတို့ကနင့်အပေါ်ဘာမှမမားခဲ့ဘူးလေဘာလို့ဒီလောက်ရက်ဆက်ရတာလဲလို့နာကြီးစွာငိုကြွေးနေခဲ့ပါတယ်ချန်ရန်ဟာကြမ်းကြမ်းကောင်းကိုပြန်ရောက်လာတဲ့အခါခေါင်းချုပ်ရွင်ရက်နဲ့ဆုံပါတယ်ရွင်ရက်ကတခြားကြီးကဲတွေနဲ့ခေါင်းရဲ့ကြင့်ကြံချင်းအထောက်ကူပြုပစ္စည်းခွဲဝေရဲ့ကိစ္စကိုရှင်းလင်းပြီးစဖြစ်ပါတယ်ချန်ရန်ကရွင်ရက်မင်းစုံစမ်းခိုင်းတဲ့မောဆုံးကောင်းရေးကတော့ရှင်းသွားပါပြီသူတို့ကခေါင်းကတစ္ဆာဖောက်2ယောက်ကိုလာတတ်တာပါငါတို့ခေါင်းကိုရန်ပြုတ်ဖို့မဟုတ်ပါဘူးအခုအဲ့ဒီတစ္ဆာဖောက်2ယောက်ကောလာတဲ့မောဆုံးကောင်းသားတွေကအကုန်တေကုန်ကြပါပြီလို့သတင်းပို့တာကြောင့်ရွင်ရက်လည်းစိတ်အေးသွားပြီးဒါဆိုရင်တော့ကောင်းတာပေါ့မင်းဒီတစ်ခေါက်လဲကိစ္စကိုတေချာကိုင်တွယ်နိုင်ခဲ့တယ်လို့ချီကျူပြီးသူတို့2ယောက်ကြည်နူးစွာစကားဆက်ပြောနေကြပါတယ်တစ်ဖက်မှာတော့လူရွန်ဟာချန်ရန်နင်ငါကိုတပည့်အဖြစ်မလက်ခံယုံနဲ့ငါကလည်းစားမချေနိုင်တော့ဘူးလို့ထင်နေလားငါထိုက်ရွှန်တော့ကောင်ထဲကိုဝင်ခွင့်ရတာနဲ့သူတို့စီကရတဲ့အရင်းမြစ်တွေနဲ့ငါရဲ့စွမ်းအားကိုအမြန်ဆုံးမြင့်တင်ပြီးကလည်းစားချေပြမယ်လို့ကြုံသွားပြီးတပိတ်တရွေးချယ်ပွဲကိုရောက်လာပါတယ်သူမဟာအရင်ဘဝတုန်းကပြန်ကြံ့ကောင်းရဲ့အဓိကတောင်ကုန်းတစ်ခုဖြစ်တဲ့ရှောင်းရုံးဖန်မှာတပိတ်ဖြစ်ခဲ့တာမို့သူမရဲ့ပါရမီနဲ့အယိုးဒီဆောက်ပုံကထူးချွန်ပြီးသားမို့တေချာပေါက်အောင်မြင်မယ်လို့ယုံကြည်နေခဲ့တာပါဒါပေမဲ့စမ်းသက်တဲ့အလက်ရောက်လို့စစ်ဆေးရေးအကြီးအကဲကစစ်ဆေးလိုက်တဲ့အခါအားလုံးကိုထိတ်လန့်သွားစေမဲ့ရလက်ထွက်ပေါ်လာပါတော့တယ်လူရွာပါရမီအောက်တန်းညံပြင်းအယိုးဒီဆောက်ပုံအောက်တန်းစမ်းသက်မှုကိုမအောင်မြင်ပါဘူးပဲချတယ်နောက်တစ်ယောက်ကျန်းချိုးရင်ဟာမျက်လုံးပြူးသွားပြီးတွေးပြက်ထိတ်လန့်စွာနဲ့ဆရာကြီးဘာပြောလိုက်တာလဲဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့အော်ဟစ်မိပါတော့တယ်